တက်အဲ့တော့ဂုံသေးရှိတဲ့ပြိတ္တကိုဂုံသေးရှိတော့အင်္ဂလိပ်လို speaking မှန်မှန်လေးမိတ်ဆက်လိုက် Rust movement language in color usually grow beneath the surface of the soil. မြန်မာလိုဘာသာပြန်တော့ တိူမတိတာမရှိဘူးကြိုက်တာမေးငါစကားမဆုံးသေးဘူးလေ အင်္ဂလိပ်လိုတကယ်တက်လား တကယ်တက်တာဗော ငါရှိရမြန်မာလိုပြောရင် ငါ transition ဘာသာပြန်ပေးမယ်ကျွန်တော်မှချစ်သူတယောက်ရှိ I have a lover အတိတ်ပဲဟာ I ဆိုတာကျွန်တော် has ဆိုတာရှိတယ် lover ဆိုတာချစ်သူ I have a lover ကျွန်တော်မှချစ်သူတယောက်ရှိပါတယ် မိုက်တယ်သူကလည်းသူကြတော့မစိုးဘူးကသူမရဲ့နာမည်ညုံညုံမြစ်လို့ခေါ်ပါတယ် Her name is brown high တော့ဘာကြီးတော့ဟာ brown ဆိုတာအညို high ဆိုတာအမြင့် brown high ညိုညိုမြင့်ဟုတ်တယ်ဗျအဲ့ဒါဘာဖြစ်လာလဲလို့အပေါ်မှာအလုပ်သဘောရပြက်လုံးပြက်နေအောက်ကနေဟေးနဲ့မလောက်ပါနဲ့ဒီတကလုံးတွေကိုအဲ့ဒါဝိုင်းကြော်ရဲ့ချစ်သူပဲဟေးအများကြီးပဲ သူမဟာကလစင်လေးလို့ချောပါတယ် She is the Indian elephant အတိတ်ပဲဟာ India ဆိုတာကလာ elephant ဆိုတာ sing India elephant ကလစင် ဟာသူမဟာပြင်းမနာမှနေပါတယ် တေးတော့ပေါ့လေ မပေါက်နဲ့ရှောက်အောင်ပြောသူမဟာပြင်းမနာမှနေပါတယ် ဟဲ့ရပြီ She lives the lazy non stop အတိတ်ပဲဟာ lazy ဆိုတာပြင်းတဲ့ non stop ဆိုတာမနာဘူး lazy non stop ပြင်းမနာ ဟာအဲ့ဒါမှန်းသိငါနေပြည်တော်ဘက်ကမေးပါ တက်ကုန်းဘက်ကနေပတ်ထွက်တာပေါ့ သူမရဲ့အဖေနဲ့အမေကကျွန်တော်နဲ့လုံးဝသဘောမတူပါ Father and mother is very very စောင့်မြင်ကက် စောင့်မြစ်ကက်ကဘယ်ကပါလဲ ဒီလောက်မြင်ကက်မှာတော့ဘယ်သူကသဘောတူမှာ သွား go ခဲတော့ ဆိုတာ ကောက်တယ် မနောက်ပါနဲ့ဒီမှာခလေးတွေလည်းပါတယ်မူလာတန်းခလေးတွေလည်းပါတယ်ဟာငါးကောင်လာလို့ရှိရင်ခလေးတွေမှတ်လောက်သားလောက်ဖြစ်ရမှာပြောစမ်းပါတကယ်ရ IBB အဲ့ဒါအဆုတ်ကင်စာ IBB ဘွဲ အိုင်ထဲမှာ BB စင်းမုံနေ မနောက်နဲ့ ဘီကွန်း အဲ့ဒါဘွဲ ဘီယာတောက်တယ်ကွန်စားတယ် ပိုလီငါ့ကိုလာမနောက်နဲ့ မနာဘူးမင်းအင်္ဂလိပ်ကိုကြိုက်တာမေးလို့ရတယ် တကယ်ရလား အိန္ဒိယ elephant ကလစင်ရှိမယ် တကယ်တတ်တယ်နော်ရှေ့ကနေပြီးတော့မူလာတန်းခလေးတွေကအစတိတာလေးနည်းနည်းမေးမယ် တကယ်ကလစင် တရားလားရလား တာမေး အင်္ဂလိပ်လိုတက္ကသိုလ်ကျောင်းကို Ted University အထက်တန်းကျောင်း High School အလယ်တန်းကျောင်း Middle School မူလာတန်းကို အမက မူလာတန်းအမကမင်းပြောမှာ ဘုလားကအမကဘုလားပါလေ အင်္ဂလိပ်လိုတောင်ကို တောင်က mountain တောင် တောင်ကမူလေး His hey တောင်သေးသေးလေး တောင်ကစား တောင် တောင်ဖြစ်ခါစား တောင်အကြီးကြီး ကပလီ heavy ဟာ ရောက်ကပလီများရှိရသွားချင်းအကြီးရတောင်တို့မြင်းလို့ရော ငါလာမနောက်နဲ့တော့မယ် တောင်မကြိုက်တောင်လေရော အင်္ဂလိပ်လိုကြက်ကို ဟမ် ကြက်ပေါက်ခလေး ချစ်ကန် ကြက်ချံကို နိုက်ကလက် ကြက်ချံနိုင်ကြလည်းဖြစ်ရမယ် မင်းမခေါ်သွားပြီးတော့ မရိုက်နဲ့မရိုက်နဲ့တက်ကြကွာအဖွားတိတ်ခါကြောက်လုံးနေတယ် အေး အင်္ဂလိပ်လိုမတိုက်မပြောပါနဲ့ မပြောနဲ့ ဘာသာကိုတိတ်ခါကြားတယ် ဒါပေါ့ ဖက်တီကုတ် အဲ့လိုဖြစ်ရမယ် ဘဲမှာထပ်ပြေဘဲတဲတဲလေးတွေအုပ်ဆောင်နေဥထား မင်းညမကြက်မလေးကြတော့ သူ့လိုပဲနိုက်ကလပ်ဖို့မှာပေါ့ မနောက်နဲ့အင်္ဂလိပ်လိုတကယ်တက်လာ yes ငါအသေးချာပြောမှာ yes ဘယ်နှခါရက်တယ် လေးက လေးတေချင်ဆိုမနောက်နဲ့အင်္ဂလိပ်လိုတကယ်တက်လာ ကြိုက်တာမေး အဲ့ဆိုလို့ရှိရင်ငါနည်းနည်းမေးမယ်အတန်တွက်လေးနည်းနည်းမေးမယ် အာကြိုက်တဲ့တန်တော့မေး အင်္ဂလိပ်လို BA ဘာတန်ထွက် ဟောကလေးတော်တည်တယ်မေး BA ဘာပေါ်ဟာမေး BY ဘိုင် BA BY ဘတ်ပိုင် ဟဲ့ BA BY baby ခလေး ဟောရေးတဲ့ဒီစောက်ကလေးမေးနေသေးတယ် အင်္ဂလိပ်လို GO ဘာတန်ထွက် ကို 80 GO 80 ကိုအပ် GO 80 go စိတ် ဟောဒီစောက်စိတ်မေးပြန်ဟောဟေး LA ဘာတန်ထွက် DY LA DY လက်တိုင် ကာယာဟိဟဲ့လေဒီ main ခလေး ဟော sorry မိန်းကလေးနဲ့လက်တိုင်နဲ့မာတာ လူကြီးလူငယ်လူလက်အကုန်သိတဲ့အချစ်ကြောင်းလေးမေးမယ် မေးကြိုက်တာမေး အင်္ဂလိပ်လို LO ဘာတန်ထွက် အဲ့လိုလိုးပေါ်ဟာမေး လို့ဟဲ့မညစ်ပတ်နဲ့ မ နော် ညစ်ပါဘူးအဲ့လိုမှလိုးပဲထွက်မှာပေါ့လူတိုင်းသိတယ်မင်းပညာတတ်တယ်ကြီးပဲအဲ့လိုလိုးပဲမကျင်းသေးတယ် LO လိုး VE LOVE လိုးပြီ ဟာဟဲ့ LOVE လက်ကအချစ် ရှာမရှင်နဲ့အချစ်ဆိုတာလေအဲ့ကိစ္စလုံးမလို့စတင်နေတာအော်မလေးဘူးခဏရဲလာ တေချာပြောနော်အတန်တော်လေးနည်းနည်းထပ်မေးမယ် ကြိုက်တဲ့အတန်တော့ကိုမေးဖြေပြမယ် အင်္ဂလိပ်လို BEA อ่ะဘာတန်ထွက်လဲ BE ရ B ရ DEA อ่ะ D ရ HEA อ่ะ H ရ LEA อ่ะတိုးကြော်ဘာလို့ စဉ်းစားနေရ